2021ခုနှစ်ဆီယနာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာတကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာကိုဒီနေ့ကျွန်တော်တို့နဲ့အသေးစိတ်ချိကြရအောင်ဒါကမျက်မြင်မှာထင်ထင်ရှားရှားမရှိလာပဲမဲ့တကယ်တမ်းမှာတော့နေပညာနိုင်ငံတကာထောက်ပံ့မှုတွေနဲ့တာမန်ပြည်သူတွေရဲ့မယုံနိုင်စရာကြံ့ကြံ့ခံနိုင်စွမ်းတွေရောရက်နေတဲ့စစ်ပွဲတစ်ခုပါပဲကဲအခြေအနေမှန်ကိုအချက်အလက်တွေနဲ့တကွစပြီးကြည့်လိုက်ကြရအောင်ပင်မဆုံးဒီကိန်းကနန်းကိုကြည့်ပါ3နံပါတ်6တန်းဒါကစစ်တပ်အာဏာသိမ်းပြီးချိန်ကလူနေရက်စွန့်ခွာထုတ်ပြေးခဲ့ရတဲ့လူဦးရေပါဒီအရေးအတွက်ကဘလောက်တောင်များသလဲဆိုရင်မြို့ကြီးကမြို့စာလောက်ရှိတဲ့လူဦးရေကိုသူတို့ရဲ့နေအိမ်တွေကနေအတင်းတမမောင်းထုံလိုက်တယ်လို့ပါပဲအဲ့ဒီလူတွေအားလုံးဟာကိုယ်နိုင်ငံထဲမှာပဲဒုက္ခတွေဖွင့်နေကြရတာပါအဲ့ဒီလိုနေရစွန့်ခွာရမှုဒီအာနီဘာတွေဆက်ဖက်လာလဲဆိုတော့ကြီးမားတဲ့လူသားချင်းစာနာမှုအချက်အသေးတကူဖြစ်လာတာပါပဲအခုဆိုရင်လူပေါင်း22တန်းနီးပါးနိုင်ငံလူဦးရေရဲ့3ပုံ1ပုံကျော်လောက်ဟာအစားအစာဆေးဝါးနဲ့အမိုးအကာလိုမျိုးအခြေခံအကူအညီတွေကိုအရေးကြီးလိုအပ်နေကြပါတယ်စီးပွားရေးဘက်ကိုကြီးလိုက်ပြန်တော့လေအခြေအနေကအများကြီးပူဆိုးပါတယ်2023ခုနှစ်ရောက်မှမြန်မာနိုင်ငံရဲ့လူဦးရေထက်ဝက်နီးပါးဟုတ်ပါတယ်49.9% ဟာနိုင်ငံတော်ရဲ့စည်ရဲမွဲတင်မှုမြေအောက်ကိုရောက်ရှိသွားခဲ့ပါတယ်ကဲဒီလောက်ကြီးမားတဲ့အချက်အသေးတွေကြားမှာစစ်ကောင်စီကနိုင်ငံကိုဘလို့ထိန်းချုပ်ဖို့ကြိုးစားနေလဲသူတို့အဓိကသုံးနေတဲ့နီးဗျူဟာတစ်ခုကတော့ကောင်းကင်ကနေကြောက်ရွံ့မှုကိုတွင်းပြတာပါပဲအဲ့ဒါကတော့သူတို့ရဲ့မညာမတလေးချောင်းစစ်ပွဲပဲဖြစ်ပါတယ်မြေပြင်ပေါ်မှာနေထိုင်နေရတဲ့ပြည်သူတယောက်ရဲ့စကားကိုနားထောင်ကြည့်အောင်ပါဒီစကားတွေကအရသားတွေရဲ့နေစဉ်ဘဝကိုထင်ထင်ရှားရှားဖွံ့ဖော်ပြနေပါတယ်ညနေခင်းရောက်တိုင်းဘုံကျဲခင်းရမှာကိုစိုးရင်ပြီးမြေအောက်ပုံခိုချင်းနေတဲ့မှာပဲအိတ်ဆရာတဲ့ဘဝတွေကိုစိတ်ကူးချိနိုင်ပါပဲအရေးကြီးတာကဒီတိုက်ခိုက်မှုတွေဟာမာယွင်ဖြစ်ခတ်မှုတွေမဟုတ်ဘူးဆိုတဲ့အချက်ပါပဲစာတင်ကျောင်းတွေဆေးရုံတွေဖျားကျောင်းကန်တွေလိုအရသားတွေရဲ့အသက်သွေးကြိုးနေဟော်တွေကိုတမင်တကာပြစ်မှတ်ခါတာဟာလူထုရဲ့စိတ်ဓာတ်ကိုချိုးဖျက်ဖို့စနစ်တကျလှုပ်ဆောင်နေတဲ့မဟာဗျူဟာရက်ပဲဖြစ်ပါတယ်ကိန်းကနားအနေနဲ့ပြောရမယ်ဆိုရင်ပฏิပတ်ခတ်စတင်ကြတဲ့ကအတိပြူထော်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း483ကြိမ်ထက်မနည်းရှိခဲ့ပါတယ်ဒါကတက်ကြည့်လိုက်ရင်ရက်အနည်းငယ်ကြာတိုင်းမှာတစ်ကြိမ်လောက်လေကြောင်းအနေတိုက်ခတ်ခံနေရတယ်ဆိုတဲ့သဘောပါပဲကြောက်စရာကောင်းလာအောင်ကိုမျိုးပြတဲ့အရေးအတွက်ပါဟုတ်ပြီဒီလောက်အထိမယမနာတက်ခိုင်နိုင်ဖို့တို့မပေးနေအရင်မစ်တွေရနေတာလေဒီလီယန်တွေဒီလက်နက်တွေကဘယ်ကလာတာလဲအဖြေတော့သူတို့တယောက်တည်းလုံးနေတာမဟုတ်ပါဘူးသူတို့နောက်ကွယ်မှာနိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်တစ်ခုရှိနေပါတယ်တရုတ်ရုရှားနဲ့ဘီလာရုစ်လိုနိုင်ငံတွေအပတ်မမှုမရှိတဲ့နဲ့ဒီလေချောင်းစစ်စင်ရေးဟာလုံးဝမဖြစ်နိုင်ပါဘူးသူတို့ကခေတ်မီလေရင်တွေတိုက်လေရင်တွေနဲ့စပြီးစစ်ပတ်ဆိုင်ရာပစ္စည်းကိရိယာတွေအထိအစုံလင်းထောက်ပံ့ပေးနေကြတာပါလေရင်နေရှိုံနဲ့မပြီးသေးဘူးလေလောင်စာစီလိုတယ်ဟုတ်တယ်မလားအဲ့ဒီဂျက်လောင်စာစီတွေကိုကြတော့နိုင်ငံတကာရဲ့မစ်စီရောက်ကနေလွတ်အောင်ယူဝဲကွန်တန်တင်ဘောတွေကနေတဆင့်ရယူနေတာပါပို့ပြီးတော့ရှုပ်ထွေးတဲ့အပိုင်းမှာပါလဲဆိုတော့စစ်ကောင်စီသုံးနေတဲ့လူသက်ဒရုန်းတွေမှာဥရောပလို့စစ်မင်းနီးပညာတွေပါဝင်နေတယ်ဆိုတဲ့အချက်ပါပဲဒီနီးပညာတွေဟာတရုတ်ကုမ္ပဏီတွေကတဆင့်ဒန်ခတ်ပိတ်ဆို့မှုတွေကိုရှောင်တင်းပြီးမြန်မာနိုင်ငံရဲ့စစ်မြေပြင်တွေကိုရောက်လာခဲ့တာပါဒါပေမဲ့ဒီလိုအပက်ပက်ကဖိနှိပ်မှုတွေချားမှာပဲတော်တော်လေးကိုအံ့အားသင့်စရာကောင်းတဲ့တုံ့ပြန်မှုတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ပြည်သူတွေဘက်ကနီးပညာကိုသုံးပြီးအပေါ်ကိုပြန်လဲစောင့်ကြည့်နေတာပါပဲ။ဒါဟာအခြေအနေကိုပြောင်းပြန်လန်လိုက်တဲ့အလစ်အပြောင်းတစ်ခုလို့ပြောလို့ရပါတယ်။ကဲဒီတော့တစ်ဖက်နဲ့တစ်ဖက်စောင့်ကြည့်နေကြတဲ့ပုံစံနှမျိုးကိုယဉ်ကြည့်ရအောင်။တစ်ဖက်မှာကစစ်ကောင်စီရဲ့အထက်ကနေအောက်ကိုစောင့်ကြည့်တဲ့ surveillance ဒါကထိန်းချုပ်ဖို့နဲ့ဖိနှိပ်ဖို့အတွက်သုံးတဲ့ကိရိယာပါနောက်တစ်ဖက်မှာတော့ဖြူးတူတွေရဲ့အောက်ကနေအပေါ်ကိုပြန်စောင့်ကြည့်တဲ့ surveillance ဒါကတော့ခုခံကာကွယ်ဖို့နဲ့လုံခြုံဖို့အတွက်သုံးတဲ့ကိရိယာဖြစ်ပါတယ် surveillance ဆိုတာကပြန်တစ်စကလုံးကလာတာပါ sus ကအောက် veil ကစောင့်ကြည့်တာပေါင်းလိုက်တော့အောက်ကနေအပေါ်ကိုပြန်စောင့်ကြည့်ခြင်းပေါ့ဒါဟာအာဏာရှိသူတွေကိုတာမန်ပြည်သူတွေကနေပြန်လဲစောင့်ကြည့်တဲ့လုပ်ရက်ကိုဆိုလိုတာပါဒီလှုပ်ရှားမှုရဲ့အထူးမောင်းနှင်အားတွေကတော့The Fifth Column နဲ့ရန်ကုန်ကင်းထောက်ကွင်းရက်လိုမျိုးအဖွဲ့အစည်းတွေပါပဲသူတို့ကဘာလို့လဲဆိုတော့ရသားဒီစီကတရင်အချက်လက်တွေကိုစူးစီးပြီးအသက်ကယ်ကျင်နိုင်တဲ့ထောက်လိုင်းရေးတရင်တွေဖြစ်ပြောင်းလဲပေးနေတဲ့ engineer လိုပါပဲသူတို့ရဲ့လုပ်ငန်းစဉ်ကရိုးရှင်းပေမဲ့တိတ်ကိုထိရောက်ပါတယ်ပထမဆုံးအနေနဲ့ကီကူတွေကသူတို့တွေ့မြင်ရတဲ့စစ်တပ်လှုပ်ရှားမှုတွေကိုလုံခြုံတဲ့ app တွေကနေတဆင့်တရင်ပို့ကြတယ်ဒုတိယအဆင့်မှာတော့နီးပညာကျွမ်းကျင်သူတွေကအဲ့ဒီတရင်တွေကိုစစ်ပြီးမြေပုံပေါ်မှာတည်နေရချတယ်နောက်ဆုံးမှာတော့အတီးပြုတ်ပြီးတဲ့တည်င်းတွေကိုခိုးခံရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေစီကြိုတင်တတိပိချအနေနဲ့ဖြန့်ဝေပေးလိုက်တာပါပဲဒီလို digital ကဘာတွေကခုခံတော်လှန်ရေးဟာအင်တာနက်ပေါ်မှာပဲပြီးဆုံးတော့တာမဟုတ်ပါဘူးဒါဟာမြေပြင်ပေါ်ကလူတွေရဲ့နေစဉ်ပေါ်မှာအသက်ရှင်ရက်တည်ရဲနဲ့တားရိုက်ကိုချိဆက်နေတာပါတရင်ချလက်ဟာဒီစစ်ပွဲမှာအကာအကွယ်တစ်ခုဖြစ်လာပါပြီဒီတိုက်ပွဲရဲ့ပုံစံကိုကြည့်လိုက်ရင်
တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တစ်ဖက်မှာကအစိုးရတရက်ရက်အင်အားအရင်မြစ်တွေအကုန်တုံးထားတဲ့ spyware တွေဘန်ကောက်စောင့်ကြည့်မှုတွေလိုအစစ်မဲ့နည်းပညာတွေနောက်တစ်ဖက်မှာတော့ကုန်ကြစရိတ်နေပေမဲ့အများကြီးထိရောက်တဲ့ပြည်သူတွေရဲ့တီထွင်ဖန်တီးမှုတွေပါ ဥပမာတစ်ခုပြောရရင်စစ်ကောင်စီကအင်တာနက်လိုင်းတွေဖြတ်တောက်လိုက်တဲ့အခါပါဖြစ်သွားတယ်စစ်သွေးရေးတွေပြတ်တောက်သွားတဲ့အဲ့ဒီအချိန်မှာပဲ FM radio လို့ရိုးရှင်းတဲ့ကိရိယာတွေကအသက်ကေစီဖြစ်လာပါတယ်အရေးပေါ်လေးချောင်းသတိပေးချက်တွေကိုဒီရေဒီယိုကနေရှင်ထုတ်လွှင့်ပြတာပါ ဒါအပြင်တခြားတီထွင်ဖန်တီးမှုတွေအများကြီးရှိပါသေးတယ်လွတ်မြောက်နယ်မြေတွေမှာဂျိုတူအခြေပြုတတိပဲစနစ်တွေတက်စင်တာစစ်တပ်ပိုင်းလက်မလန်းတို့တပိတ်မောက်ဖို့အမြင့်ဖြတ်လို့ app တွေဖန်တီးတာနောက်ပြီးအခြေခံအကြဆုံးဖြစ်တဲ့ကြီးရွာဒီမှာမြေအောက်ဘုံခိုချင်းတွေတူဖို့တာအထိနီလက်မျိုးမျိုးနဲ့ပြန်လည်ခိုးခံနေကြတာပါ ဆိုတော့ခြုံပြီးပြောရရင်ဒီပဋိပက္ခဟာတကယ့်ကိုရက်ဆက်ကြမ်းကြုတ်ပြီးအင်္ဂါချင်းမမျှတဲ့စစ်ပွဲတစ်ခုပါပဲတစ်ဖက်မှာခင်မီနီးပညာသုံးစစ်တပ်နဲ့သူ့ရဲ့နိုင်ငံတကာထောက်ပံ့မှုတွေနောက်တစ်ဖက်မှာတော့ကိုပြည်သူတွေရဲ့မဆုံမနစ်တဲ့ဇွဲလုံးလာနဲ့တီထွင်ပါတီနိုင်စွမ်းတွေရင်ဆိုင်တိုက်ခိုက်နေကြတာပါ အဲ့ဒီတော့နောက်ဆုံးမှာကျွန်တော်တို့အားလုံးစဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်သတင်းချက်လက်နဲ့လက်နက်အားကိုတိုက်ပွဲတစ်ခုမှာနှစ်ဖက်စလုံးအတွက်နိုင်ငံတကာရဲ့ပံ့ပိုးမှုကအသက်သွေးကြောဖြစ်နေချိန်မှာမြန်မာနိုင်ငံရဲ့အနာဂတ်ဟာဘယ်လိုပုံစံဖြစ်လာမလဲဒါကတော့အထေရှာရမယ့်မေးခွန်းတစ်ခုပါပဲ